West Berry ကျွန်တော်ကတော့ key ပဲဖြစ်ပါတယ်လူတယောက်ရဲ့တန်ဖိုးကိုသူစီးထားတဲ့ဖက်နှက်ကနေတဲ့ဆုံးဖြတ်တတ်ကြရတဲ့ fashion လောကမှာဒါကရာနှုန်းပြည့်အမှန်လို့တော့ပြောလို့ရတယ်ညီကိုတို့အနေနဲ့အပေါ်ကအင်ကြီးတွေပေါင်းပြီး Pinterest တွေကအတိုင်းဘလောက်ပဲလမ်းနေရဝတ်ထားပါစေအောက်ကစီးထားတဲ့ဖက်နှက်ကလုံးဝမှားယွင်းနေမယ်ဒါမှမဟုတ်အဝတ်စားနဲ့မလိုက်ဖက်နေဘူးဆိုရင်အဲ့ဒီ outfits တစ်ခုလုံးကချက်ချင်းကိုတန်ဖိုးကျသွားနိုင်ပြီးတော့ကြည့်ရတာအဆင်မပြေဖြစ်စေနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဖက်နှက်အစုံလင်ကြီးအားလုံးလိုက်ဝင်နေဖို့မလိုပါဘူးကြောင်းသွားတင်းနှန်းသွားတငယ်ချင်းတွေနဲ့ရှောက်လေတာကအစဘေးရှိလို့တက်တက်ရသွားမယ်နေအထိဘလို့ outfit မျိုးနဲ့မဆိုတွဲဖက်ဝတ်ဆင်လို့ရမယ်မရှိမဖြစ်ရှိထားတဲ့ဖက်နှက်5မျိုးရှင်လုံလောက်ပါပြီဒီနေ့ဗီဒီယိုမှာတော့2026ရဲ့ modern aesthetic line နဲ့လိုက်ဖက်မယ်ကောင်လေးတိုင်းမှာရှိတဲ့ဖက်နှက်5မျိုးအကြောင်းနဲ့အဲ့ဒီဖက်နှက်တွေကိုဘလို့ပေါင်းမိတွေနဲ့တွဲဖက်ဝတ်ဆင်ရင်အထာအကျဆုံးဖြစ်မလဲဆိုတာကိုအသေးစိတ်ပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1ကတော့ the low profile retro sneaker ခေတ်ဟောင်းပုံစံဖက်နှက်အပါးတွေပဲဖြစ်ပါတယ်ဥပမာ Adidas Samba Gazelle ဒါမှမဟုတ် Onitsuka Tiger တို့လိုဖက်နှက်အပါးတွေပဲဖြစ်ပါတယ်ဒါကတော့လက်ရှိ2026မှာလူငယ်တွေကြားရေပန်းအစားဆုံးနဲ့ဘယ်တော့မှ out of date မဖြစ်နိုင်တဲ့ classic item တစ်ခုပါပဲအလွယ်ပြောရရင်ဖက်နှက်ရဲ့ရှာနဲ့အောက်ခံ rubber sole ကပပလေးပဲရှိပြီးတော့ခန္ဓာကိုယ်ကိုပေါ့ပေါ့ပပနဲ့ clean ဖြစ်တဲ့ version ကိုပေးစွမ်းနိုင်ပါတယ်ဒီဖက်နှက်ကကျွန်တော်တို့အတွက်ဘာလို့လိုအပ်တာလဲဆိုရင်ကြောင်းသွားတင်းနှန်းသွားတဲ့အခါမှာနေ့တိုင်းစီးဖို့အကောင်းဆုံးဖက်နှက်ဖြစ်နေလို့ပါပဲရှုပ်ရှက်ဒီဇိုင်းတွေမပါဘဲနဲ့ရိုးရှင်းတဲ့အတွက် smart ကြတဲ့ vibe ကိုလည်းရစီပါတယ်ဘလို့တက်ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့မှတ်ထားရမယ့် fashion rules ကဖက်နှက်ကပါတဲ့အတွက်ဘောင်းမီကိုအရင်ကြီးပွားတွေကိုရှောင်ကြည့်ခြင်းပါတယ်ဖက်နှက်ပွားလွန်ရင်ဖက်နှက်ကပျောက်သွားပြီးတော့ခြေထောက်ကဘဲပြားခြေထောက်လိုဖြစ်သွားတတ်ပါတယ်ဒါကြောင့် straight leg ဒီနေ့သို့မဟုတ်ဘောင်းမီအနာတက်ကဖက်နှက်ပေါ်ကွက်တိကြတဲ့ slim fit တွေနဲ့တွဲစီစေခြင်းပါတယ်ဒါကအချိုးစားပေါ်လင်းပြီးတော့ဖက်နှက်ကိုလည်းပေါ်နေစေပါတယ်ဒုတိယနံပါတ်2ကတော့ the chunky သို့မဟုတ် retro running sneaker တွေပဲဖြစ်ပါတယ်ဥပမာ New Balance 950သို့မဟုတ်9060ပြီးရင် Asics or Salomon တို့လိုဖက်နှက်မျိုးတွေပဲဖြစ်ပါတယ်ဒါကတော့ comfort တက်တောင့်တက်တာရှိမှုကိုလုံးဝဦးစားပေးထားတဲ့ဖက်နှက်မျိုးစားတွေပါပဲအောက်ခံဆိုကထူထူထဲထဲရှိပြီးတော့ design ကလည်းခေတ်ဟောင်းအားကစားသမားတွေရှိတဲ့ပုံစံမျိုးကို modern streetwear aesthetic နဲ့ပေါင်းစပ်ထားပဲဖြစ်ပါတယ်ဒီဖက်နှက်တွေကဘာလို့လိုအပ်တာလဲဆိုရင်တနေ့လုံးလမ်းလျှောက်မဲ့ရက်တွေတငယ်ချင်းတွေနဲ့ရှောက်လဲမဲ့ရက်တွေဒါမှမဟုတ်လုံးဝပေါ့ပပ cautious chill vibe တွားကျင်တဲ့ရက်တွေဆိုရင်မရှိမဖြစ်ပါပဲဘလို့တွဲဖက်ဝတ်ဆင်ရမလဲဆိုရင်တော့ဒီဖက်နှက်ကခန္ဓာကိုယ်ရဲ့အောက်ပိုင်းကို Vision Max တူးတဲ့ထည့်ပေးနိုင်တဲ့အတွက်ဘောင်းမီချက်တွေကိုရှောင်ပြီးတော့အပေါ်ကပြောခဲ့တဲ့ wide leg cargo pants တို့မဟုတ် oversized sweat pants or baggy pants တွေနဲ့တွဲစီတင်ပါတယ်ဘောင်းမီစားကဖက်နှက်ပေါ်မှာတွန့်ပြီးတော့ပုံကျနေတဲ့ full break ပုံစံမျိုးဝတ်ဆင်တဲ့အခါလုံးဝကိုအထာကျတဲ့ neo streetwear vibe ကိုရရှိစေမှာပဲဖြစ်ပါတယ်တရရတကူကတော့ညီကိုတို့ရဲ့ style ကိုလူကြီးလူကောင်ဆန်ဆန်နဲ့တက်ပြန်သွားစီမယ် the black leather တာပြီးတရီဖက်နှက်အမဲရောင်တွေပဲဖြစ်ပါတယ်ယောက်ျားလေးများစုကဖက်နှက်ဆိုရင် sneaker တွေကြီးပဲဝတ်တတ်ကြတယ်အဲ့ဒီအခါနေရာတိုင်းမှာ sneaker တွေကြီးပဲစီးနေတော့ style ကကလေးဆန်ဆန်ဖြစ်နေတတ်ပါတယ်ဘဝမှာတခါတလေတက်တက်ရဲရဲနဲ့ smart ကြကြသွားရမယ်ပွဲလန်းပိန်တွေဒါမှမဟုတ်ဒိတ်ရှိတဲ့နေတွေအတွက်တရီဖက်နှက်တန်တန်လေးတစ်စုံကလည်းလုံးဝအတိကကြပါတယ်ဘာလို့လိုအပ်တာလဲဆိုရင်တော့ဒါက formal ရုံးသက်ဝတ်စုံဖက်နှက်တွေလို့မဟုတ်ဘဲနဲ့ casual ရော smart style မှာတွဲဝတ်လို့ရတဲ့ဖက်နှက်တွေဖြစ်ပါတယ်စီးလိုက်တာနဲ့လူကိုရင်းကျက်တည်နေတဲ့ aesthetic မျိုးပေးစမ်းနိုင်ပါတယ်ဘလို့တက်ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့ဒီဖက်နှက်တွေစီးရမယ်ဆိုရင်ဂျင်းကျက်တွေအားကစားပေါင်းမျိုးတွေနဲ့လုံးဝမတွဲပါနဲ့အကောင်းဆုံးကတော့ relax black trouser သို့မဟုတ် pleated pants တွေနဲ့တွဲစီးစေချင်ပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ visual ကလုံးဝ high fashion ဆန်ဆန် clean white fashion ကိုရသွားစီမှာဖြစ်ပါတယ်နံပါတ်4ကတော့ကိုယ့်ရဲ့ aura ကိုယောက်ျားပြပြတတ်နဲ့ရဲရင်ပြတ်သွားစေမယ် the statement boots တွေပဲဖြစ်ပါတယ်မြန်မာလို့ဆိုရင်တော့ပုတ်ဖက်နှက်တွေပေါ့ဥပမာ Chelsea boots leather combat boots or Timberland boots တွေပဲဖြစ်ပါတယ်ဒီဖက်နှက်ကတော့နေတိုင်းစီးဖို့မဟုတ်ပါဘူးဒါပေမဲ့ကိုကအပြင်သွားတဲ့အခါတခြားသူတွေကြားထဲမှာလုံးဝထင်သာမြင်သာရှိနဲ့ကွဲထွက်ပြီးတော့ bad boy fight သို့မဟုတ် star boy fight ကိုထုတ်ချင်တဲ့နေမျိုးတွေမှာဝတ်ဆင်ဖို့ပဲဖြစ်ပါတယ်ဘာလို့လိုအပ်တာလဲဆိုရင်တော့ boots တွေကကိုယ့်ရဲ့အရက်ကိုတဘာဝအတိုင်းတစ်လက်မှသို့မဟုတ်နှစ်လက်မှလောက်ပိုရှိစေတယ်လို့ခြေလမ်းတိုင်းမှာလည်းယုံကြည်မှုရှိပြီးတော့လေးနေတဲ့ပုံစံကိုပေးစွမ်းနိုင်လို့ aura family ပိုဖြစ်စေပါတယ်ဘလို့တော့ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့ boots စီးတဲ့အခါဘောင်းမီကအရေးကြီးဆုံးပါပဲ flare ဒီနေသို့မဟုတ်ဘောင်းမီအောင်နာတက်ကစုကြနေတဲ့ black jeans တွေနဲ့တော့ဝတ်စေချင်ပါတယ်ဘောင်းမီစားက boots ရဲ့အပေါ်ပိုင်းကိုဖုံးအောင်သွားပြီးတော့ဖက်နှက်ရဲ့ထိပ်ပိုင်းတက်တန်လေးပဲပေါ်နေတဲ့ visual မျိုးကအမိုက်ဆုံးပါပဲနောက်ဆုံးနံပါတ်5ကတော့အခုလို mooring ကာလာ rainy season မှာယောက်ျားလေးတိုင်းစောင့်ထားတဲ့ the waterproof aesthetic sandals or slipper ပဲဖြစ်ပါတယ်
မိုးရတဲ့ရက်တွေမှာညီကိုတို့ရဲ့အဖိုးတန် sneakers တွေဒါမှမဟုတ်တရေဖက်နှက်တွေစီးသွားရင်ဖက်နှက်လေးဖြစ်စီတယ်လို့ရေးဆိုပြီးတော့တနေ့လုံးစိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ဒါပေမဲ့တာမန်ညက်ဖက်နှက်အိမ်စီးဖက်နှက်တွေစီးသွားပြန်ရင်လည်းကြောင်းသွားတင်တန်းသွားတဲ့အခါ style ကလုံးဝကိုတောင်းသွားစေပါတယ်ဒါကြောင့်မိုးရင်းမှာ style လေးကြောက်ရေးဆိုလေးခံမဲ့ rubber material နဲ့လုပ်ထားတဲ့ window ဖက်နှက်တွေရှိနေဖို့ကလိုအပ်ပါတယ်ဒါကရေးဆိုရင်လည်းချက်ချင်းချောက်တယ်လို့စေးရလဲလွယ်ကူစေပါတယ်ဘလို့တစ်ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့မိုးရင်းမှာအကောင်းဆုံးကဘောင်းမရှည်တွေအစား cargo shorts ဒါမှမဟုတ် normal shorts တွေနဲ့တစ်ဖက်ဝတ်ဆင်လို့ရပါတယ်ဒါဆိုရင်တော့ရေလဲမဆိုတော့တယ်လို့လုံးဝကိုအထာကျတဲ့ vibe ကိုလည်းရရှိစေမှာပဲဖြစ်ပါတယ်ကဲဒါတွေကတော့ညီကိုတို့ကိုယောက်ျားလေးတိုင်းရှိထားတဲ့ဖက်နှက်အမျိုးအစား၅မျိုးကိုပြောပြပေးခဲ့ရပဲဖြစ်ပါတယ်ဒီဖက်နှက်၅မျိုးသာညီကိုတို့မှာရှိထားမယ်ဆိုရင်ညီကိုတို့အနေနဲ့ဘယ်နေရာသွားဘယ်လို outfits မျိုးပဲဝတ်အလိုက်ဖက်ဆုံးဖြစ်နေမှာဖြစ်ပါတယ်တကယ်လို့မရှိသေးရင်လည်းကိစ္စမရှိပါဘူး fashion ဆိုတာကဖန်တီးမှုတစ်ခုပဲမလို့ကိုယ်မှာရှိတဲ့ဖက်နှက်တွေနဲ့လည်းအကောင်းဆုံးဖန်တီးဝတ်ဆင်တတ်ဖို့အကြံပေးပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်အသစ်သစ်သော fashion အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်